မန်ချက်ပိတ်တာလုံးမင်္ဂလာပါကျွန်တော်ပီးမြားလေးကချန်ပီယံဆုအတွက်အဖြစ်ထွက်ပေါ်ခဲ့ပြီးဖြစ်တယ်လို့ကျွန်တော်တန်းဆင်းရမယ့်3သင်းအခြေအနေရဲ့ရလဒ်တွေကလည်းထွက်ပေါ်ထားပြီးဖြစ်တယ်အဲ့တော့ပီးမြားလေးလက်ကျန်3ပွဲပဲကြန့်ရှိတော့တဲ့အချိန်မှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကချန်ပီယံလေးဝင်ခွင့်နေရအတွက်ပါပဲပီးမြားလေးကလာမယ့်ရာသီကျွန်တော်တို့ချန်ပီယံလေးဝင်ရောက်ရှင်ပြိုင်ခွင့်အတွက်9နေရာတောင်ရရှိထားတာကြောင့်ချန်ပီယံလေးဝင်ခွင့်ရရှိဖို့အတွက်အားပြိုင်မှုကတော့တော်တော်လေးကိုပြိုင်ဆိုင်မှုပြင်းထန်နေတဲ့အချိန်လေးဖြစ်ပါတယ်ချန်ပီယံလီဗာပူးအသင်းအတွက်ကတော့ကျွန်တော်တနေရာရရှိထားပြီးဖြစ်တာကြောင့်ကြံတဲ့4နေရာအတွက်ကိုဝင်ခွင့်ရရှိဖို့အတွက်အသင်း6သင်းကရှင်ပြိုင်နေရလဲဖြစ်ပါတယ်ဒီသင်းတွေကတော့ကျွန်တော်အာဆင်နယ်မန်စီးတီးချက်ဆီနယူကာဆယ်အက်စတွန်ဗီလာနဲ့နော်တင်ဟမ်ဖော်ရက်အသင်းတို့ပဲဖြစ်ပါတယ်အာဆင်နယ်အသင်းကတော့ကျွန်တော်ဝင်ခွင့်တနေရာအတွက်နီးစပ်နေရဆိုပေမဲ့လည်းလက်ကျန်ပွဲစဉ်တွေမှာတော့အမှားယွင်းခံလို့တော့ရမှာတော့မဟုတ်တော့ပါဘူးအာဆင်နယ်အသင်းကြောင့်ပြောရရင်သူတို့ကနောက်ဆုံးကစားထားတဲ့ပီးမြားလိ9ပွဲမှာတပွဲပဲအနိုင်ရရှိထားရလဲဖြစ်တာကြောင့်အခုချိန်ကြီးချန်ပီယံလိဝင်ခွင့်ရယူနိုင်ခြင်းမရှိသေးရလဲဖြစ်တယ်အာဆင်နယ်အသင်းလက်ကျန်ပွဲစဉ်3ပွဲမှာရလက်ကောင်းရယူသွားနိုင်မှုတော့လိုအပ်တယ်အာဆင်နယ်အသင်းရဲ့လက်ကျန်3ပွဲကတော့ကျွန်တော်တို့လီဗာပူးနယူကာဆယ်နဲ့ဆောက်သမ်တန်အသင်းတို့ပဲဖြစ်ပါတယ်အာဆင်နယ်အသင်းကကျွန်တော်လီဗာပူးအသင်းနဲ့ပွဲစဉ်မှာတော့ရမှတ်ရော့ရဲဆိုပေမဲ့လည်းနယူကာဆယ်ဆောက်သမ်တန်အသင်းတို့နဲ့ပွဲစဉ်တွေမှာရမှတ်ကောင်းတွေရယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ချန်ပီယံလိဝင်ခွင့်တနေရာကတော့တေချာသလောက်ရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်နယူကာဆယ်အသင်းကလည်းချန်ပီယံလိပြိုင်ပွဲအတွက်တိုက်ပွဲဝင်နေတဲ့အသင်းဖြစ်တာကြောင့်အာဆင်နယ်အသင်းအတွက်တော့နည်းနည်းလေးစိန်ခေါ်မှုနဲ့ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းအာဆင်နယ်အသင်းအကောင်းဆုံးပုံစံတွေပြသပြီးတော့ချန်ပီယံလိဝင်ခွင့်တနေရာကိုတော့ရယူသွားနိုင်မယ်လို့တော့ထင်မြင်မိပါတယ်နောက်ထပ်သတင်းကတော့ကျွန်တော်မန်စီးတီးအသင်းပါမန်စီးတီးအသင်းကနောက်ပိုင်းပွဲတွေမှာအလွန်တည်ငြိမ်ပြီးတော့ပီးမြားလိ၄ပွဲစတိုက်တောင်နိုင်ပွဲရယူထားနိုင်တာလည်းဖြစ်ပါတယ်လက်ကျန်ပွဲတွေပြီးဆောက်သမ်တန်ဘုံမောက်ဖူဟန်အသင်းတို့နဲ့ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်အဲ့ဒီအသင်းတွေကလည်းမန်စီးတီးအသင်းအတွက်တော့ခက်ခဲတဲ့ရှင်ပြိုင်မှုမျိုးတော့မဟုတ်ပါဘူးအဲအကြောင်းမန်စီးတီးအသင်းအနေနဲ့လက်ရှိပြသနေတဲ့ခြေစွမ်းတွေကိုပဲဆက်ထိန်းသိမ်းသွားပြီးတော့လက်ကျန်ပွဲစဉ်တွေကိုအနိုင်ယူပြီးတော့ချန်ပီယံလိဝင်ခွင့်တနေရာကိုရယူသွားနိုင်မယ်လို့တော့ထင်မြင်မိပါတယ်နောက်တဲ့အသင်းသတင်းဖြစ်တဲ့နယူကာဆယ်အသင်းကြောင့်ကိုပြောချင်ပါတယ်နယူကာဆယ်အသင်းကတော့နောက်ဆုံးကစားထားတဲ့ပီးမြားလိ3ပွဲမှာတပွဲပဲအနိုင်ရယူထားပြီးတော့ရမှတ်တွေရော့နေရလဲဖြစ်ပါတယ်အဲ့တော့ဒီပွဲတွေမတိုင်ခင်ပီးမြားလိနိုင်ပွဲတွေဆက်နေတဲ့နယူကာဆယ်အသင်းအတွက်တော့လက်ကျန်ပွဲတွေကအရေးကြီးနေရလဲဖြစ်ပါတယ်နယူကာဆယ်အသင်းကလက်ကျန်ပွဲစဉ်ပြီးအာဆင်နယ်ချက်ဆီအဲဗာတန်အသင်းတို့နဲ့ရှင်ပြိုင်သွားရမှာလည်းဖြစ်တယ်အဲ့ဒီ3ပွဲတွေကကျွန်တော်အာဆင်နယ်အသင်းတွေကသာအဝေးကွင်းမှာသွားရောက်ရှင်ပြိုင်ရမှာဖြစ်ပြီးတော့ကျန်တဲ့ပွဲတွေကတော့အင်ကွင်းမှာကစားရမှာဖြစ်တာကြောင့်အားသာချက်တော့ရှိနေတာပါဒီအားသာချက်တွေကိုအကောင်းဆုံးပုံစံပြသပြီးတော့နယူကာဆယ်အသင်းအနေနဲ့ချန်ပီယံလိဝင်ခွင့်တနေရာကိုရယူသွားနိုင်မလားဆိုတာကိုတော့ကျွန်တော်စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ချက်ဆီအသင်းကြောင့်ကိုပြောပြပေးခြင်းနဲ့ချက်ဆီအသင်းကတော့ယာဒီအစနဲ့ယာဒီအလယ်ထိကိုအကောင်းဆုံးပုံစံတွေပြသပြီးတော့ပီးမြားလိချန်ပီယံဆုကိုရှင်ပြိုင်နိုင်မဲ့အထိပါဝင်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းနောက်ပိုင်းပွဲစဉ်တွေမှာရလက်တွေစိုးရွားပြီးတော့ချန်ပီယံလိဝင်ခွင့်နေရာရဖို့အတွက်ပါပြန်ပြီးတော့ပြိုင်ဆိုင်နေရတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲမှာချန်ပီယံလီဗာပူးအသင်းကိုအနိုင်ယူထားနိုင်ခဲ့ပေမဲ့လည်းချက်ဆီအသင်းကတော့အလွန်ခက်ခဲတဲ့လက်ကျန်ပွဲတွေတော့ကြန့်ရှိနေသေးရလည်းဖြစ်တယ်လက်ကျန်ပွဲတွေဖြစ်နယူကာဆယ်ယူနိုက်တက်နဲ့နော်တင်ဟမ်ဖော်ရက်အသင်းတို့နဲ့ရှင်ပြိုင်ရမှာလည်းဖြစ်ပါတယ်ချက်ဆီအသင်းအနေနဲ့ကျွန်တော်နယူကာဆယ်အသင်းကိုသာအနိုင်ရယူသွားနိုင်မယ်ဆိုလို့ရှိရင်တော့ချန်ပီယံလိဝင်ခွင့်တနေရာလေးကတော်တော်လေးကိုအားကောင်းသွားပြီလို့တော့ပြောလို့ရတယ်အဲ့တော့ယာဒီကုံဆုံးချိန်မှာချက်ဆီအသင်းအနေနဲ့ချန်ပီယံလိဝင်ခွင့်ရယူသွားနိုင်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်နောက်တစ်သတင်းဖြစ်တဲ့ကျွန်တော် Nottingham Forest အသင်းကြောင့်ပြောပြပေးခြင်းနဲ့ Nottingham Forest အသင်းကတော့ယာဒီအစမှာတော်တော်လေးကိုကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားပြီးတော့အဆင့်3နေရာထိတောင်မှရပ်တည်နေရလဲဖြစ်တယ်။ဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့ကျွန်တော်ရမှတ်တွေဇက်တိုက်ရော့ကျခဲ့ပြီးတော့အဆင့်6ထိတောင်ကျဆင်းခဲ့ရလဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီကတော့ကျွန်တော် Nottingham Forest အသင်းအနေနဲ့တန်းဆင်းစုံမှာရုန်းကန်ခဲ့ရတယ်ဆိုပေမဲ့လည်းဒီရာသီမှာတော့ဥရောပဝင်ခွင့်ပြိုင်ပွဲအတွက်တောင်မှရရှိနေပြီလည်းဖြစ်တယ်။ဒါပေမဲ့လည်းသူတို့အသင်းရဲ့အဓိကပြစ်မှတ်ဖြစ်တဲ့ချန်ပီယံလိဝင်ခွင့်ရရှိနိုင်ဖို့အတွက်ရှင်ပြိုင်နေရလဲဖြစ်ပါတယ်။ Nottingham Forest အသင်းရဲ့လက်ကျန်ပွဲစဉ်တွေကတော့ကျွန်တော် Leicester, West Ham, Chelsea တို့ပွဲစဉ်တွေပဲဖြစ်ပါတယ်။ရာသီနောက်ဆုံးမှာကန်ရမယ် Chelsea အသင်းနဲ့ပွဲစဉ်ကတော့ချန်ပီယံလိဝင်ခွင့်ရမရကိုဆုံးဖြတ်ပေးသွားမယ်ပွဲစဉ်လည်းဖြစ်လာနိုင်ပါတယ်နောက်တဲ့သတင်းကိုပြောပြပေးခြင်းနဲ့အဆင့်9နေရာမှာရပ်တည်နေတဲ့ Aston Villa အသင်းပဲဖြစ်ပါတယ် Aston Villa အသင်းကသူ့ရဲ့အထက်ကအသင်းအနေနဲ့ရမှတ်3မှတ်4မှတ်ပဲကွာဟမှုရှိနေတယ်ဆိုပေမဲ့လည်းအပေါ်ကအသင်းရဲ့အခြေအနေတွေကိုရလက်တွေကိုစောင့်ကြည့်သွားပြီးမှချန်ပီယံလိဝင်ခွင့်ရမရကဆုံးဖြတ်လို့ရမှာလည်းဖြစ်ပါတယ်Aston Villa အသင်းရဲ့လက်ကျန်3ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Bournemouth, Spurs, United အသင်းတို့နဲ့ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်ဒီ3ပွဲမှာတပွဲပဲအင်ကွင်းကစားရမှာက Aston Villa အသင်းအတွက်တော့အားနည်းစရာတော့ဖြစ်နေတယ်။ဒါပေမဲ့သူတို့အကောင်းဆုံးပုံစံပြသပြီးတော့3သင်းစလုံးကိုအကောင်းဆုံးရင်ဆိုင်ကစားနိုင်တဲ့အခြေအနေမျိုးတော့ရှိတယ်။အပေါ်ကအသင်းတွေကိုကြည့်ရမယ့်အခြေအနေကြောင့်လည်း Aston Villa အသင်းချန်ပီယံလိဝင်ခွင့်ရယူသွားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်ဘလိုပဲဖြစ်ဖြစ်ချန်ပီယံလိဝင်ခွင့်အတွက်ပြိုင်ဆိုင်နေတဲ့အသင်း9သင်းကြားထဲမှာရမှတ်3-4မှတ်ပဲကွာဟနေရကြောင်းလဲပြိုင်ဆိုင်မှုပြင်းထန်နေရလဲဖြစ်ပါတယ်အဲ့တော့ယာဒီကုံဆုံးချိန်မှာဘယ်အသင်းကတော့အကောင်းဆုံးပုံစံတွေထိန်းသိမ်းသွားပြီးတော့ချန်ပီယံလိဝင်ခွင့်ကိုရရှိသွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်လိုက်ရအောင်